တူတီမိတ်ဆွေများအားလုံးမင်္ဂလာပါနောက်တစ်ခါကြောင်းပြန်ပွင့်ပြန်ပြီနော်အခုက12လပိုင်း12ရက်တလဒါပဲမှားလားနော်12ရက်တလ2026ကနေပြီးနော်16ရက်တလ2026တပတ်စာအတွက်မပြောက်ပတ်သည့်ပရိတ်အခွေရဲ့ပြီးသားမှာပေါ့နော်အခွေရဲ့ပြီးသားပါမယ်ရှင်မပြောက်ပတ်သည့်ရတော့တပတ်စာလုံးအတွက်12ရက်နေ့ကနေ16ရက်နေ့အတွင်းမပြောက်ပတ်သည့်ရ4-3ညမပြောက်ပတ်သည့်ပါဘရိတ်ကတော့တစ်လုံးနဲ့ပါ4ဘရိတ်ပါဘရိတ်က4ဘရိတ်ပါအခွေပြပါမယ်အခွေက3ညခွန်8 3လုံးအခွေ3ညခွန်8 3လုံးအခွေပါ4လုံးအခွေကတော့4-5-6ခွန်အပူပါ4-5-6ခွန်အပူပါအခွေဖြစ်ပါတယ်5လုံးအခွေကတော့2ခွန်4-3ည9 5လုံးအခွေပါအခွေတွေကိုအပူထည့်ပြီးကစားပါဘာဖြစ်လို့လဲဆိုတော့အပူကစိုက်တည်မူတွေရတွေ့ရပါတယ်ဒါပေမဲ့ပြီးရတဲ့အပတ်ကလည်းတွေ့ရတာပဲအပူဒါပေမဲ့သူမပြီးသွားတော့မတက်နိုင်ဘူးပေါ့နော်အဲဒါကြောင့်မလို့အခွေမှာအပူထည့်ပြီးကစားပါရှင်နောက်ပြီးတော့ရင်ဘက်ကကနန်းပြန်ကြအရင်အပတ်ကနန်းပြန်ကြကျင်းတည်ရှိပါတယ်ပတ်တီက4-3ညပတ်တီအခွေက3ညခွန်8 3လုံးခွေ4-5-6ခွန်4လုံးခွေ2ခွန်4-3ည9 5လုံးအခွေနဲ့4ဘရိတ်ပြပါရှင်မိမိနှစ်သက်ရာကိုပတ်တီဆိုလဲပတ်တီကိုတစ်ခုလေးကစားပါဘရိတ်ဆိုလဲဘရိတ်တစ်ခုလေးကစားပါအခွေ3ခွေတွေဟာမိမိနှစ်သက်ရာတစ်ခွေကိုဆွဲကင်ပြီးကစားပါပြန်ကြကစားခြင်းနဲ့ပြန်ကြတစ်ခုလေးဒီတနက်ကစားပါအဲ့လိုတစ်ခုပြီးထူထပ်သွားပြီးမှနောက်တစ်ခုလုပ်တယ်ဆိုလို့ရှိရင်အဲ့လိုဆိုလို့ရှိရင်လည်းရပါတယ်ရှင်မိမျိုးမမြက်ကလေးငွေကြံတာပေါ့နော်like and subscribe လေးပေးကြပါကျေးဇူးတင်ပါတယ်မိတ်ဆွေတွေအပတ်စဉ်ပတ်တိုင်းဝေထုတ်ပိုက်ပြီးတော့အမျက်တွေရနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်